ကျွန်တော်တို့အခုလက်ရှိနေထိုင်နေကြတဲ့ဒီကဘာမြေကိုဗတ္တကဘာလို့ခေါ်ဆိုကြပါတယ်ဒီကဘာကြီးဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကတည်းကကြီးရှိခဲ့တာပါအဲ့ဒီအတိတ်ကာလတုန်းကဒီကဘာမြေပေါ်မှာခုခေတ်မှာမတွေ့နိုင်တော့တဲ့တကယ်ကိုထူးဆန်းကြီးမားတဲ့သရဝါကြီးတွေစိုးမိုးခဲ့ကြပါတယ်တောင်ပန်ဖြန့်လိုက်ရင်ကောင်းကင်တစ်ခုလုံးကိုပုံလွှမ်းသွားမတက်ကြီးမားတဲ့သရဝါတွေမြေပြင်ကိုတုန်ခါစေနိုင်တဲ့ကဘာဦးဒိုင်နိုဆောတွေနဲ့ထူးခြားစမ်းပြတဲ့လက်ရှိတွေဟာဒီကဘာမြေပေါ်မှာတက်ဝင်လှုပ်ရှားခဲ့ကြပူပါတယ်ဒါပေမဲ့ဘယ်ရမှထာဝရအမြဲပါဘူးတဘာဝတရားရဲ့ကြီးမားတဲ့အပြောင်းလဲတွေကောင်းကင်ကကြာရောက်လာတဲ့ဘေးဒုက္ခတွေကြောင့်အဲ့ဒီအေယာမတရဝါကြီးတွေဟာကဘာမြေပေါ်ကနေတဖြည်းဖြည်းမေးမယ်ပျောက်ကွယ်သွားခဲ့ရပါတယ်သူတို့ရဲ့ရုပ်ကျွင်းတွေဟာမြေလွှာအောက်မှာနှင်းမြုပ်သွားခဲ့ရသလိုခေတ်ကာလတစ်ခုဟာလည်းစိတ်တုံးခြင်းနဲ့အတူပြီးဆုံးသွားခဲ့ရပါတယ်ဒါဟာနေကုန်မဟုတ်ပါဘူးတန်တရားဆိုတာလဲပတ်နေတဲ့ဆက်ဝိုင်းတစ်ခုလိုပါပဲပျက်စီးခြင်းရဲ့နောက်ွယ်မှာအသစ်ပြန်လဲရှင်သန်ခြင်းတွေရှိနေမြဲပါနောက်ထပ်လာမဲ့နှစ်တန်းပေါင်းများစွာကုန်လွန်သွားတဲ့အခါဒီကဘာကြီးပေါ်မှာကျွန်တော်တို့အမြင်ဖူးသေးတဲ့စမ်းတကျဲတရဝါကြီးတွေဉာဏ်ပညာကြီးမားပြီးမေတ္တာတရားပြည့်ဝတဲ့သူတော်ကောင်းတွေဟာတကြော့ပြန်လဲမွေးဖွားလာကြအောင်ပါပါတန်တရားရဲ့အလှတရားအရစိတ်ကပျောက်ကွယ်ခြင်းဟာနာကပ်ရဲ့စမ်းသစ်ခြင်းအတွက်လမ်းစာပဲဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ရဲ့ထာဝရလဲပတ်နေတဲ့သဘောဗတ္တပါပဲ